မြက်ကမ်းမျိုးချစ်စိတ်ပိုင်ရှင်တွေဗန်ကိုအစိတ်မခတ်ပါနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Coin Sports ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မျိုးချစ်စိတ်ဆိုတာဘာလဲကိုဘာသာကိုသာသနာကိုလူမျိုးထိရင်ကြိုးချောင်းစီလောမစင်းသားပဲဝေဖန်တိုက်ခိုက်တာမျိုးလားအဲ့ဒီလောက်ရဟာမျိုးချစ်စိတ်မဟုတ်ပါဘူးငါတို့အယိုစီယိုထိုး၍ကာသိရင်ကားမယ်ဘာညာစမာကလာကြွေးကြော်တာဟာအကျန်းဖတ်ဆန်ပါလိလူမျိုးရေးပရိပက္ခတွေဖြစ်စေခဲ့ပါတယ်ရင်ကျေးတဲ့လူဖွဲ့စည်းဆိုတာဘာသာလူမျိုးမခွဲခြားဘဲနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်တာမျိုးပါပညာဉာဏ်လေးနဲ့ရှင်ပြီးတော့ကိုလူမျိုးကိုနိုင်ငံတိုးတက်ရေးအတွက်ဥဆောင်လုပ်ကိုင်တာကသာမှန်ကန်တဲ့မျိုးချစ်စိတ်ပါအမျိုးဘာသာသာသနာတွေရှောက်အော်ဟစ်ပြီးတော့ဒူးကြိုင်မှန်သမျှလုံနေတာမျိုးချစ်စိတ်မဟုတ်ပါဘူးနိုင်ငံချစ်စိတ်မဟုတ်ပါဘူးကိုအမျိုးကိုချစ်စိတ်ပဲဖြစ်မှာပါဒီလိုမျိုးချစ်အတူရောင်မျိုးညစ်တွေကမြမကုံဆောင်ဖန်ကိုမြမလန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတာမြင်တော့လေရည်ထင်မိတယ်ဖန်ကဘန်ဒိုဂျာနဲ့ဘွဲမှာအသုံးပြုမဲ့သူ့ရဲ့အသုံးဆောင်ပစ္စည်းတွေမှာမြန်မာနိုင်ငံတော်လန်ကိုမြန်နိုးတန်ဖိုးထားစွာထည့်သွင်းအသုံးပြုထားတယ်အဲလိုအသုံးပြုရမှာဖန်ကသူဝစ်စင်မဲ့ဖနက်ကိုလည်းမြန်မာလန်ထည့်ပြီးတော့အလှဆင်ထားပါတယ်အဲလိုမြန်မာလန်ကိုထည့်လို့ဆိုပြီးတော့မဟာမျိုးမဟာတွဲနှစ်ထင်ရောက်နေတဲ့မျိုးချစ်ဆိုတဲ့မျိုးညစ်တွေကဒေါသထွက်ခဲ့ကြတာပါတကယ်ကိုအဓိပ္ပာယ်မရှိအတွေးခေါ်မရှိတောဆန်တဲ့အရာပါဖန်ကမွေးရဲ့မြေမှာအတိဒုက္ခတွေကိုနားလေသဘောပေါက်ပြီးတော့မြန်မာကိုကဘာကသိအောင်လှုပ်ပြခြင်းနေတယ် UFC စထိုးကလေးကမြန်မာနိုင်ငံလန်ဖော်ပြခွင့်ရအောင်ဗန်စူးစမ်းခဲ့တယ် UFC ဘက်ကမြန်မာလန်ဖော်ပြခွင့်မပြုချိန်မှာတော့ဗန်ကမရရတဲ့နည်းနဲ့မြန်မာလန်ကိုဖော်ပြခဲ့တဲ့သူပါဗန်ကမြန်မာပြည်ပွားချင်းတိုင်းသားဖြစ်ရတာကိုသိပြီးဂုဏ်ယူတယ်မြန်မာလန်ကိုသာမကပဲချင်းလူမျိုးတွေရဲ့သင်္ကေတအောက်ချင်းငတ်ပုံနဲ့တန်ဖိုးထားပြီးတော့ဖော်ပြထားပါတယ်ဗန်ဒရမ်မွေးရမည်မြန်မာနိုင်ငံကိုအခါကွင်းသိရင်ပြန်လာခြင်းနဲ့ဆိုပြီးတော့ပြောလိရှိပါတယ် UFC မှာထိုးတဲ့ပထမဆုံးမြန်မာနိုင်ငံသားဖြစ်ဗန်ဂုံပွဲအလုပ်ပြထားသလိုပထမဆုံး UFC ချန်ပီယံဖြစ်ခွင့်ရလဲလက်တကန်းလိုရောက်နေပြီ UFC သမိုင်းတက်လျှောက်အမျိုးသမီးပြိုင်ပွဲမှာပဲအာရှနိုင်ငံချန်ပီယံရှိဘူးတဲ့အာရှသားဖိုက်တာချန်ပီယံဖြစ်တာသမိုင်းမရှိခဲ့ဘူးဗန်ကအဲ့ဒီ UFC သမိုင်းကိုတခေဆန်းစီမဲ့သူပါဂျပန်နဲ့ကိုရီးယားဖိုက်တာတချို့ကတော့ချန်ပီယံကပတ်လူပွဲတွေဆင်နွှဲဘူးတယ်ဒါမဲ့အဆုံးသတ်မှာရည်မှန်းချက်မပြည့်ခဲ့ကြဘူးဂျပန်ဖိုက်တာယူရှင်အိုကာမီကမီဒဝေးတန်းချန်ပီယံကပတ်လူဘူးပေမဲ့အရှုံးနဲ့သာရင်ဆိုင်လိုက်ရတယ်ကိုရီးယန်ဇွန်ဘီဆိုပြီးတော့ nickname ရထားတဲ့ချန်ဆောင်ကျောင်းကလည်းဖက်ဒါဝေးတန်းမှာတော်လေးကြမ်းဘူးတယ်ဒါမဲ့သူလည်းချန်ပီယံကပတ်ကိုအိမ်မက်မက်ခွင့်ပဲရလိုက်တယ်တကယ်ပိုင်ဆိုင်ခွင့်မရခဲ့ဘူးသူက UFC ကန်နဝင်းဗော်ဂနိုဖ်စကီတို့နဲ့ခစ်ပြိုင်လို့ဖြစ်ပြီးတော့ကန်ဆိုးခဲ့ရတာပါလက်ရှိဗန်ကစားနေတဲ့ flyweight တန်းချန်ပီယံဘန်ဒိုဂျာကိုလည်းဂျပန်ဖိုက်တာကိုင်ဆာကူရာကရင်ဆိုင်ဘူးတယ်အဆာကူရာကပထမဆုံး UFC ပွဲဥထွက်မှာပဲဘန်ဒိုဂျာနဲ့အားဆန်းခွင့်ရတာပါသူလည်းပွဲဥထွက်အရှုံးနဲ့ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်အာရှသူဖိုက်တာတွေကတော့ UFC မှာချန်ပီယံကပတ်ပိုင်ဆိုင်ဘူးပါတယ်ဗန်ကဘန်ဒိုဂျာကိုရှိမနေပါဘူးကိုင်ဆာကူရာကဘန်ဒိုဂျာနဲ့ပွဲမှာအပြတ်တက်ခံရပြီမဲ့ဗန်ကကြောက်မနေပါဘူးတန်စကားရဲရောက်ရင်ယောက်ျားချင်းဖြစ်လို့ဘယ်သူကမှဗန်ရှိမနေပါဘူးသူ့ရဲ့ရဲစွမ်းတက်တီကိုပြသနိုင်ဖို့သာဗန်တယောက်စိတ်ကူးထားပါတယ်ဆင်းရဲပြီးတော့အာနာရှင်စိုးမိုးနေတဲ့မြန်မာနိုင်ငံအတွက်ဗန်ကသူ့နယ်ပယ်တွေကနေကဘာတိအောင်လှုပ်ပြနေတာပါပြည်သူတွေကိုတသက်လုံးနှိပ်စက်ဒုက္ခပေးပြီးတော့ဖျားကြောလိုက်ဘုံကြီးလူလိုက်လှုပ်တဲ့မျိုးညစ်အာနာယူနောက်လိုက်တွေများရာဆဆဗန်လိုလူမျိုးမြမဂုံဆောင်သူရဲကောင်းကိုအမေဝေဖန်ရဲသေးတယ်ရာဆဆမျိုးညစ်တို့ရေကိုမသာကိုသာအေးဆေးနေကြစမ်းပါ